ကဲမင်္ဂလာပါ channel ရနေကြိုဆိုလိုက်ပါတယ် MSN မှာ fan page အများဆုံးသိဖြစ်တဲ့ Matasee နဲ့ J-Line တို့ရဲ့ပွဲစဉ်မှာတော့ J-Line အနေနဲ့ Matasee ကို 2-0 ဆိုတဲ့အနေအထားနဲ့ရှုံးနေသွားခဲ့ပါတယ် Game number 1မှာတော့ Matasee ရဲ့ drag ကနည်းနည်းလေး blind control ထိုးတာတော့မိုက်တယ်ဒါပေမဲ့ J-Line အနေနဲ့ Game number 1မှာ performance တော်တော်လေးထွက်တယ်ဗျအင်တာအနေနဲ့ team connection လုပ်နေတဲ့ကြားထဲကနေ Matasee နဲ့ပွဲမှာတော့ပုံစံတစ်ခုကိုပြန်လဲချပြခဲ့တယ်ကဲတာတဲ့ပရိတွေမှာတောက်လျှောက်တာတယ်ဗျဒီကတော့တာတဲ့ပရိတွေမှာအင်းတဲ့ရဲ့3 man stand တွေ Glory Blessing Security ကတော်တော်လေးလှုပ်ဖြစ်ခဲ့တာကိုတွေ့ရတယ်မလို့ချက်စီကြီးလိုက်မတီနေနဲ့တားကြီးကြုံနေတာတွေဒီလောဘတွေမှာတင်ကိုချောင်းရဲ့ကြီးကွမ်းတို့လှလှပပကန်မှုတွေနဲ့လီမောအနေနဲ့လော်ပီးမှဝင်လာတဲ့အချိန်မှာတစ်ဖက်ကအင်းတဲ့ရဲ့စတန်းနဲ့နှကောင်ကြီးတားကြီးကြုံရတာတွေကMatasee အနေနဲ့ follow ပတဲ့မှာတားကြီး hero K တွေတာဝါတွေပေးလိုက်ရတယ် follow လောင်းနဲ့ကိုmega tower တွေအပေါ်လင်းက mega tower တွေကို Matasee အနေနဲ့ပေးလိုက်ရတာကြီးက game number 1မှာတားကြီး pressure များသွားတယ်ဒါအပြင်ကိုအဓိကအလီဒါကိုမထိန်နိုင်တာကြီးကတစ်ဖက်က J-Line အနေနဲ့တော်တော်လေးစိုးသွားခဲ့တယ်ဒါအပြင်ကို Matasee ရဲ့3 man ဝင်ပြီးတော့လမ်းပြီးစနမ်းပေးတာတွေဒါအပြင်ကိုအလီဒါရဲ့ plane ထူးချက်တွေမှာ stick နေနဲ့တားကြီး position အောက်တာတွေဒါတွေကြောင့် J-Line အနေနဲ့ bounce back တစ်ခုကို Matasee ဘက်ကိုပြန်လဲပေးလိုက်ရတယ်ကဲ game number 1ကတော့ဒီလောက်ပါပဲ game number 2မှာဆိုရင်လေJ-Line နဲ့အားလေးကြတဲ့အမားတွေသားများတယ်လူကက်က position သားအောက်နေတယ်ဗျဒါအပြင်ကိုတာတက်ပရီမှာလူကက်တည်တဲ့ဆိုကြောင့်တစ်ဖက်က Matasee တာတက် try ရတာဒါကြီးလွယ်သွားတယ်ဒါအပြင်ကိုတာတဲ့ပရီတွေလော့ပရီတွေပေါ်ဝင်နီးမှာခွန်နေနဲ့ position သားအောက်နေတဲ့အတွက်ကြောင့်ဟာလီ deadly magic နဲ့တောက်လျှောက်ဒီ impact တွေပြန်ပေးတာတွေစကန်တာတွေမှာတပတ်အနေနဲ့ရီစမ်းရှင်းနေနဲ့9ရောက်ထိ box back လာ try တာတွေက Matasee ဘက်ကိုတော်တော်လေးကိုပွဲတာဝါးစီခဲ့တယ်ဒါအပြင်ကိုနောက်ဆုံးတာတွေကိုတစ်ချက်ကြည့်လိုက်လူကက်အနေနဲ့တသိန်းလုံးအောက်ရောက်နေတဲ့အချိန်မှာလူကက်တော်တော်လေးကိုမိုင်ရွေးဆန်ဆိုလာ try ခဲ့တာကြီးကတော်တော်လေးဆိုးတယ်ဒါကြောင့် network တွေ leg control တွေတားကြီးပေးလိုက်ရဒီ follow နေပဲ Matasee အနေနဲ့ J-Line ကို 2-0 ဆိုတဲ့အနေထားနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဒီပုံစံဆိုရင်တော့ J-Line အနေနဲ့မလွယ်ဘူးဗျ playoff တက်ဖို့ကိုအနိုင်ရုန်းကန်ရမယ်လို့တော့မြင်တယ်ကဲဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲကဲနောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်ကျွန်တော်ရဲ့ YouTube channel နဲ့ TikTok channel လေးကို like and subscribe လေးတွေလုပ်သွားပေးခဲ့ကြပါဦးကျွန်တော်ကတော့ DB ဖြစ်ပါတယ်